မိဘတွေသားသမီးတွေပြောလို့ရှိတဲ့စကားတော်ရှိတယ်။နေရာသူများနဲ့မတူဘူး။နေရာဘာဖြစ်တယ်ညာဖြစ်တယ်။နေရာဘေးအင်အားလူကကောင်းကြည်စမ်းသူများတွေကတော်လိုက်တာသူများတွေကတော့စာကြိုးစားလိုက်ကြတာ။ဒါတွေခင်ဗျားတို့ဘဝမှာကြုံရင်လည်းကြုံမှုပါပါ။ခင်ဗျားကိုယ်တိုင်လည်းဒီလိုမျိုးတွေခင်ဗျားပြောခံရင်ပြောခံရနိုင်တယ်။ခင်ဗျားကိုယ်တိုင်လည်းဒီလိုမျိုးခံစားရင်ခံစားဘူးလိမ့်မယ်။ဆိုတော့အဲ့ဒီကဘဝသွားပြီ။ဘရင်းဝလောက်ခံရပြီ။ဘရင်းဝလောက်ခံနေဆိုတာကျွန်တော်တို့ကိုယ်တိုင်ငငယ်ကတည်းကကျွန်တော်တို့ဖြစ်ချင်တဲ့စံသားတွေကိုဖြစ်အောင်မရအောင်ဖြစ်ခွင့်မရှိအောင်လုပ်ရတဲ့သဘောဆိုတော့ခမ ्या ကိုယ်တိုင်ဘဝမှာဘာပဲလုပ်လို့ပြီးရဆိုတဲ့အကြောက်တရားကိုယ့်အနောက်မှာအများနဲ့လိုက်ပါလာမှာဆိုတော့အဲ့ဒီကဘဝသွားပြီဘာပဲလုပ်လို့မပြနဲ့ရောကျွန်တော်ငယ်ကတည်းကနေပြီးတော့ကြီးလာတဲ့အထိကြောက်တရားဆိုတာလူတွေရဲ့ခေါင်းထဲမှာငယ်ကတည်းကရိုက်သွင်းပေးလိုက်ပြီမင်းဒါမလုပ်နဲ့မင်းမကောင်းဘူးဒီဟာကြီးလည်းမလုပ်နဲ့မင်းသွားရဘူးဒီနေရာမလုပ်နဲ့အဲ့ဒါတွေကကျွန်တော်တို့အသက်အရွယ်တစ်ခုရလာတဲ့အခါမှာကိုယ်တိုင်ပြန်ပြီးတော့ခံစားရနိုင်တယ်ကျွန်တော်အခုချိန်မှာဆိုရင်လုပ်ငန်းဝင်မှာဝန်ထမ်းတယောက်လုပ်တယ်ကုမ္ပဏီတစ်ခုမှာလှုပ်ရှားဝင်တယ်မြတ်တည်ရတယ်ကြောက်နေမှာကျွန်တော်ကိုယ်တိုင်ဒီလဲလုပ်ငန်းတစ်ခုစပြီးတော့လုပ်တဲ့အချိန်မှာကြောက်ခဲ့တယ်ဆိုတော့ကုမ္ပဏီတစ်ခုမှာလုပ်တယ်ဆိုပါစို့လုတ်ကင်ဖော်ပိုက်တွေကြမှာဖြစ်ဖြစ်လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အထက်လူကြီးကကိုယ့်ကိုအလုပ်တစ်ခုခိုင်းတဲ့အခါမှာဖြစ်ဖြစ်ကိုကဒီလုပ်ကိုဒလိုင်းပြီးအောင်ပြီးနိုင်လားမပြီးနိုင်လားကိုအလုပ်ကိုပြီးနိုင်လားမပြီးဘူးဆိုတာဒီကြားထဲမှာကိုအကြောက်တရားတွေရှိမယ်အကြောက်တရားတွေနေရေးဆိုင်ပါများလာတဲ့ခါကျရင်အလုပ်လုပ်ချင်စိတ်လည်းပျောက်သွားလိမ့်မယ် I want to tell my story ဆိုတော့ကျွန်တော်10တန်းကျောင်းတက်ပြီးပါတယ်ကျွန်တော်10တန်းအောင်သားတယ်ဆိုပါတော့ကျွန်တော်10တန်းအောင်သားပြီးတော့ကျွန်တော်ရန်ကုန်မှာစပြီးတော့အလုပ်လုပ်မယ်ကျွန်တော်ကိုယ်တိုင်အပြင်မှာထွက်ပြီးတော့အလုပ်လုပ်မယ်ဆိုပါစို့အဲ့ဒီမှာကျွန်တော်ကအလုပ်လိုက်ရှာတယ်အလုပ်လိုက်ရှာတော့ကျွန်တော်အလုပ်မရခဲ့ဘူးနောက်ဆုံးကျတော့ကျွန်တော်အတီးတယောက်နဲ့ဒီဂျန်ရှင်းအိတ်ပေါ့နော်ဂျန်ရှင်းအိတ်ရဲ့ဂျန်ရှင်း ACT မှာကျွန်တော်သိတော့မှတ်မိတော့အဲ့ဒီမှာကျွန်တော်အလုပ်ရတယ်အဲ့မှာလုပ်ရကျွန်တော်အင်ဂျီဆိုင်ဒီဇိုင်းပေါ့နော်အဲ့ဒီမှာလုပ်ရခဲ့တယ်အလုပ်ရတော့အလုပ်စလုပ်ဖြစ်တယ်ဆိုတော့အဲ့မှာကျွန်တော်ဘွားစတာပဲကျွန်တော်ကလည်းအပြင်လုပ်ဆိုတာလည်းဘာမှမသိဘူးပေါ့နော်10တန်းကလည်းအခုမှလည်းကျောင်းကစပြီးချင်း10တန်းကလည်းအောင်ထားတယ်ဆိုတော့အလုပ်ကဘာမှမသိဘူးဆိုတော့လုပ်ငန်းဝင်နဲ့စပြီးရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာအဲ့မှာပြဿနာစတာပဲကျွန်တော်စဆင်းတဲ့နေ့ကစပြီးတော့တစ်ပတ်နှစ်ပတ်လောက်ထိကကျွန်တော်နေတိုင်းကြောက်နေတယ်ပြောမှဆိုရင်ကျွန်တော်လုပ်ငန်းခွင်မှာအဆင်မပြေပါမလားကျွန်တော်ကဒီလုံးနဲ့ကိုက်ညီပါမလားဆိုတာကျွန်တော်ကိုယ်တိုင်ပြန်စဉ်းစားရတယ်ပြန်ပြီးတော့ရှင်လုံးတွေးပူနေတယ်ဖြစ်ချင်တော့ကျွန်တော်အဲ့တုန်းကနေတော့ကျွန်တော်ကလဲတန်းမှာနေတာ8မိုင်ဆိုကျွန်တော်မနက်မိုးလင်းကားသွားကားပြန်အဲ့လိုမျိုးနဲ့အလုပ်လုပ်ခဲ့တာပေါ့နော်အဲ့ဒီမှာလုပ်ငန်းကစတာပဲဒါမှကျွန်တော်မကြိုက်တဲ့ကောင်တွေအများကြီးပဲကျွန်တော်အဲ့တုန်းကကျွန်တော်ပုံစံနဲ့တောင်မကျူရှင်းပြောရတောင်မကျူတော့ကျွန်တော်မကြိုက်တဲ့ကောင်တွေအများကြီးပဲfashion size store size ဆိုတော့လူကလည်းအရင်များတယ်ကျွန်တော်မကြိုက်တဲ့ကောင်တွေစားလာတာပဲမင်းကဘာဖြစ်တယ်မင်းကဟောဖြစ်တယ်နောက်ဆုံးဆရာကြီးကြာတော့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ဒီကောင်တွေကျွန်တော်ဝိုင်းပြီးတော့ဗလိန်ကြတယ်ဒါကျွန်တော်အစားပိုင်းကတော့ကျွန်တော်ဒီကောင်တွေဘာမှပြန်ပြောလို့မရခဲ့ဘူးပေါ့နော်ဆိုတော့ကျွန်တော်ထက်အရင်ရောက်နေတဲ့သူတွေလည်းရှိတယ်ကျွန်တော်ကိုတည်တည်ချာလေးနားလေပေးတဲ့သူတွေလည်းရှိတယ်တချို့ဆိုသူတွေကနားလေပေးတယ်တချို့ဆိုကောင်တွေကတော့ဒီကောင်ဆရာကြီးဒီကောင်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ကျွန်တော်အဲ့လိုပြောတဲ့ကောင်တွေရှိတယ်ဒါပေမဲ့ကျွန်တော်အဲ့ဒီကောင်တွေဘာမှပြန်ပြောခဲ့ဘူးကျွန်တော်ကလည်းအခုမှလူသစ်ဖြစ်တာမဟုတ်လို့ပေါ့နော်ဆိုတော့နောက်တော့ကျွန်တော်အချိန်4လလောက်ကြာတော့ကျွန်တော်နောက်ထပ်ဆိုင်ဝဲတစ်ခုကိုပြောင်းခံခဲ့ရတယ်ဘာလို့ပြောင်းခံခဲ့လဲဆိုတာဘာလို့မပြောင်းခင်ပေါ့နော်ကျွန်တော်2လလောက်မှာကျွန်တော်ပြန်ပြီးတော့တွေးလိုက်တယ်ငါကတော့ဘာဖြစ်ပါလဲဒီကောင်တွေဘာကိစ္စနဲ့ဒီကောင်တွေပြောနေတာငါကထိုင်ပြီးတော့ယူဆိုင်နေရမှာလဲဒီကောင်တွေပြောသမျှထိုင်ပြီးတော့စဉ်းစားနေရမှာလဲပေါ့နော်ကျွန်တော်နောက်ပိုင်းကျတော့ကျွန်တော်ကိုပြောင်းလဲမယ်ဆိုပြီးတော့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ကျွန်တော်ပြောင်းလဲမယ်လို့ဆုံးဖြတ်လိုက်တဲ့နေ့ကစပြီးတော့ကျွန်တော်အရင်လိုမျိုးဒီကောင်တွေပြောတော့ကျွန်တော်သိပြီးတော့အာရုံမလာတော့ကျွန်တော်လုပ်ဆက်ရှိရအလုပ်ကိုလုပ်တယ်ကျွန်တော်အလုပ်ကိုဒီရှာလေး focus လုပ်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ရဲ့ဘဝမှာမကောင်းတာကိုပဲ focus ထားပြီးတော့အာရုံစိုက်နေမယ်ဆိုရင်အဲ့ဒီမကောင်းတဲ့ effect တွေကကျွန်တော်တို့ရဲ့ဘဝမှာပို့ပြီးတော့တက်ရောက်လာနေစေတယ်မင်းကမကောင်းဘူးမင်းကဘာဖြစ်တယ်ဆိုပြီးတော့ဒီလိုပြောနေတဲ့စကားတွေကိုကိုယ်တိုင်သိချာအဲ့ဒီဟာတွေကိုခေါင်းထဲမှာထည့်လာမယ်ဆိုရင်သိကြတယ်အများကိုယ်တိုင်လည်းချစ်ဆက်သွားလိမ့်အောင်မို့အဲ့ဒီဂျားထဲမှာပဲအဲ့ဒီတန်တရားတွေဂျားထဲမှာပဲလဲနေလိမ့်မယ်မင်းကဒီလုံးမှာမတော်ဘူးဆိုရင်ဒီလုံးကိုပို့ပြီးတော့ကြိုးစားမှမဟုတ်ဘဲနဲ့ဒီလုံးမှာပို့ပြီးတော့နစ်မွန်းသွားမယ်ဒီလုံးထဲမှာပဲကိုကမကျွမ်းကျင်တဲ့နေရာမှာတစ်လုံးရှိနေမှာပေါ့နော်ကျွန်တော်အဲ့လိုမျိုးပြောင်းလဲခဲ့တယ်ပြောင်းလဲလိုက်တဲ့နေ့ကစပြီးတော့ကျွန်တော်2လလောက်မှာကျွန်တော်ပြောင်းလဲခဲ့တယ်ပေါ့နော်သူများနဲ့မတူအောင်သူများလှုပ်တိုင်းလိုက်မလှုပ်အောင်ဒီကအရေးကြီးတယ်သူများဓာတ်လို့ဆိုရင်ကိုကလိုက်မလှုပ်တတ်ဖို့လိုက်မလှုပ်မိအောင်အရေးကြီးတယ်သူများဓာတ်လို့ပါဆိုရင်လက်လှုပ်ရှာမလို့သူများမင်းကဘာဖြစ်တယ်ဟောဘာဖြစ်တယ်ဆိုရင်ဒီကြတယ်ဘာမှလှုပ်စီရမလို့ဘာမှလည်းပြန်ပြောကြမလို့သူများနဲ့
မတူအောင်နေဆိုတာသူများနဲ့အပေါင်းအသင်းလောက်တာလည်းမဟုတ်ဘူးပေါင်းအသင်းမလုပ်ဖို့လည်းပြောတာမဟုတ်ဘူးလူတွေကိုမထီမဲ့မြင်ပြုအောင်ပြောတာလည်းမဟုတ်ဘူးဒီတိုင်းကိုယ်တိုင်ပြောင်းလဲခြင်းကိုယ်တိုင်ကစပြီးတော့မတူညီတဲ့ lifestyle တစ်ခုကိုယ်တိုင်မတူညီတဲ့ identity တစ်ခုကိုပြောင်းလဲရမယ်ဒါမှလည်းကိုယ်တိုင်သူများနဲ့မတူညီအောင်နေထိုင်လာမယ်သူများနဲ့မတူညီအောင်ပို့ပြီးတော့ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်အရင်တော့အဲ့လေးလမသွားခင်တော့လေးလမပြောင်းခင်တော့ဗောနော်အဲ့2လအတွင်းမှာကျွန်တော်ကြိုးစားခဲ့တယ်အလုပ်တွေအများကြီးကြိုးစားတယ်အလုပ်ကျွန်တော်အဲ့တုန်းကဈေးရောက်ရတယ်ဆိုရင်ကျွန်တော်ဈေးရောက်တဲ့ကုန်စည်နှုန်းတွေကိုတည်တည်ချာစာရွက်နဲ့ပေးထားဆိုရင်ကျွန်တော်တစ်ချိန်လုံးမှတ်ထားတယ်အဲ့2လလောက်မှာကျွန်တော်စင်ပြေလာခဲ့တယ်ကျွန်တော်နေတဲ့ထိုင်တက်လာတယ်ကိုလုံးနေတဲ့အလုပ်ကို focus လုပ်ပြီးတော့ focus အပြည့်နဲ့ကျွန်တော် energy အပြည့်နဲ့ကျွန်တော်နေ့တိုင်းလုပ်ဖြစ်လိုက်ခဲ့တယ်ကျွန်တော်စီလာတဲ့ကျွန်တော်စီကိုကျွန်တော်ဆိုင်ကိုလာတဲ့ customer တွေပေါ့နော်အဲ့ဒီ customer တွေကိုကျွန်တော်ကအကောင်းဆုံးဝန်ဆောင်မှုပေးတယ်အဲ့ဒီလောက်ကကိုတယောက်ကျွန်တော်ပြောဘူးတယ်ဆိုင်ထဲရောက်လာတဲ့ customer ကိုဘာမှမဝယ်ဘဲနဲ့ဆိုင်ထဲကပစ္စည်းတစ်ခုကိုဝယ်ချင်တာကိုလုပ်ဖို့နဲ့သူတို့ပြန်သွားတဲ့အခါကျေးဇူးတင်ဖို့ပဲဆိုတော့မင်းက customer တကူရောင်းမယ် customer ဥမာကိုစီလာဝယ်တယ်သူသိကြတယ်သူလိုချင်တဲ့ပစ္စည်းမရှိရင်တော့ကိုဆိုင်တွေကပစ္စည်းတစ်ခုကိုဝယ်ချင်သွားအောင်လုပ်ဖို့နဲ့ပြီးသူတို့ပြန်သွားတဲ့အခါသူတို့ဆိုင်မြေထွက်သွားတဲ့အခါကိုကအနောက်ကနေပြီးတော့ကျေးဇူးတင်တယ်ဖို့ပဲဆိုတော့အဲ့မှာကျွန်တော်နားလဲသွားတယ်ကျွန်တော်ဒီလူတစ်ယောက်ကိုငယ်သည်ဖြစ်စေကြီးသည်ဖြစ်စေကျွန်တော်ထက်ဝါရင်းသည်ဖြစ်စေကျွန်တော်ဝါမရင်းသည်ဖြစ်စေပေါ့နော်ကျွန်တော်အဲ့လူတွေအကုန်လုံးကိုကျွန်တော်တန်ဖိုးထားတယ်ကျွန်တော်လေးစားတက်လာတယ်ကျွန်တော်ကျေးဇူးတင်တက်လာတယ်ဆိုတော့ကျွန်တော်အဲ့နောက်ပိုင်းမှာကျွန်တော်ပြုပြင်ပြောင်းလဲရမှာပိုပြီးလွယ်လာတယ်ကျွန်တော်ဒီသူတို့ customer တယောက်လာဝယ်တယ်ကျွန်တော်အဲ့ဒီမှာတကယ်လို့သူတို့ပစ္စည်းဝယ်သွားတယ်သူတို့ကြိုက်တယ်သူတို့ကြိုက်တဲ့ပစ္စည်းဝယ်သွားတယ်ဆိုရင်ကျွန်တော်ဒီအဲ့ဒီပစ္စည်းဝယ်သွားတဲ့အတောင်ကျွန်တော်ကျေးဇူးတင်လိုက်တယ်โอเคအမကြီးကျေးဇူးတင်ပါတယ်မညီမကြီးကျေးဇူးတင်ပါတယ်အကိုကြီး GPC လေးကတော့အကိုဝယ်သားရတဲ့ကျွန်တော်တို့ကျေးဇူးတင်ပါတယ်နောက်လည်းလာအားပေးပါဦးဒီလိုမျိုးတွေကျွန်တော် feedback တွေတုံ့ပြန်ပေးလိုက်ရင်သူတို့ဘက်ချမ်းမှာလည်းစိတ်ကြည်နမှုရသွားတယ်ကျွန်တော်ကိုယ်တိုင်ဒီလဲပြောင်းလဲနိုင်တယ်ပေါ့နော်ကျွန်တော်ဒီ energy အပြည့်ပြန်ရတာပေါ့နော်ကျွန်တော်ဒီလိုမျိုးနဲ့လုပ်ဖြစ်သွားတယ်နောက်ကြတော့ကျွန်တော်ခုနကပြောခဲ့ဆိုကျွန်တော်၄လလောက်ကြာမှစိုင်ဝဲကိုပြောင်းခံလိုက်ရတယ်စိုင်ဝဲပြောင်းခံလိုက်တာကျွန်တော်မကောင်းလို့မဟုတ်ဘူးကျွန်တော်မတော်လို့မဟုတ်ဘူးကျွန်တော်ဒီတော်လို့တခြားဆိုင်ဝဲတစ်ခုမှာပြောင်းခံခဲ့ရတာပေါ့နော်ဆိုတော့ဒီဗီဒီယိုနဲ့ကျွန်တော်ဘဝရဲ့ဒီပုံမြင်ပေါ့နော်ကျွန်တော်ဘဝရဲ့ဒီ story တစ်ခုလို့ပြောလို့ရမလားကျွန်တော်တို့ဘဝမှာကိုယ်တိုင်အပြစ်တင်စရာတွေပဲကိုယ်တိုင်မကောင်းမြင်တဲ့စိတ်တွေပဲများလာမယ်ဆိုရင်လည်းကျွန်တော်တို့ခုနကပြောခဲ့သလိုပဲသူတို့ရဲ့ဘဝထဲမှာရုံထွက်လို့ရမှာမဟုတ်ဘူးသူတို့ရဲ့ lifestyle တွေကနေထွက်လို့ရမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့ကိုယ်တိုင်ပြောင်းလဲခြင်းကျွန်တော်ကိုယ်တိုင်သူများနဲ့မတူညီအောင်နေခြင်းနဲ့သူများနဲ့မတူညီအောင်လုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ပြောင်းလဲရမယ်ခုနကပြောခဲ့သလိုမင်းကိုမကြိုက်တဲ့လူတွေပဲရှိမယ်မင်းကိုမုန်းတဲ့သူတွေလည်းရှိမယ်ဒါပေမဲ့သူတို့ပြောချင်တာပြောပလိမ့်စေသူတို့ထင်ချင်တာထင်ပလိမ့်စေကျွန်တော်တို့ဒီယူဆကြမလို့ကျွန်တော်တို့ဘဝကိုကျွန်တော်တို့ရှောက်ရမှာသူတို့ကလာရှောက်ပြီးမှမဟုတ်ဘူးဆိုတော့ကျွန်တော်အဲ့မှာကျွန်တော်နားလဲသွားတယ်ကိုဒီကိုဘဝကိုသာကိုပိုင်တယ်သူများပြောတာကိုလက်ခံကြမလို့သူများပြောနေတယ်ဆိုတာကကိုဒီကောင်းနေမကြိုက်လို့မနာလို့ဒါမှမဟုတ်လည်းကိုတက်လန်းရှိတဲ့ဟာတွေကိုဒီကောင်းနေမကြိုက်လို့ပေါ့နော်ဒါတွေကိုဒီကောင်းနေပြောတာကျွန်တော်အဲ့ဒါတွေကိုသွားပြီးယူဆိုင်ကြမလို့ဘူးကျွန်တော်တို့ကိုယ်တိုင်ပြောင်းလဲမှကျွန်တော်တို့ကိုယ်တိုင်မတူညီတဲ့အတွေးအခေါ်တွေမတူညီတဲ့ယူဆတွေဒါတွေရှိမှဒါတွေကိုလုပ်နိုင်မှသူများနဲ့မတူညီတဲ့ဘဝတစ်ခုသူများနဲ့မတူညီတဲ့ lifestyle identity တစ်ခုကိုပြောင်းလဲနိုင်မှာဖြစ်ပါတယ်အကြောက်တရားကနေပြီးတော့ပညာယူတဲ့အောင်လည်းကြိုးစားပါသင်ခန်းစာယူတဲ့အောင်လည်းကြိုးစားပါကိုဒီကိုဘဝကိုသာချောင်းရမှာဖြစ်တယ်သူများဒီကိုဘဝကိုလာချောင်းမှာမဟုတ်ဘူးသူများဒီကိုဘဝကိုလာပြီးတော့အနေမလုပ်နိုင်ဘူးကိုကသူများနဲ့သူတို့နဲ့မတူဘူးဆိုတာပြသရမယ်ပြသတဲ့နေရာမှာလဲကိုယ်တိုင်နီးလန်းတကြကိုယ်တိုင်စီကံတကြပြတတ်ဖို့လိုတယ်ကိုကဒါတွေမကြိုက်ဘူးဆိုရင်နောက်တစ်ခါမကြိုက်ဘူးဆိုတဲ့အကြောင်းကိုနည်းနည်းလေးပြောလို့ရတယ်မင်းကလူမချုံးလို့ပြောရတာဒီအဲ့ဆိုရင်နောက်တစ်ခါမင်းကအလိုမပြောနဲ့ဒီလိုမျိုးပြောလိုက်ရင်သူတို့စိတ်ထဲမှာလဲကိုနောက်တစ်ခါပြောချင်မှလဲပြောလိမ့်မယ်ကိုယ်တိုင်ဒီလဲနောက်တစ်ခါပြောဖို့ကိုပြောချင်မလို့တော့ဗောနော်ဒီလိုမျိုးနဲ့နည်းနည်းလေးကိုယ်တိုင်မခံချင်စေလေးနည်းနည်းရှိရင်တော့ပိုကောင်းတယ်ဆိုတော့ဗီဒီယိုအနှစ်ချုပ်ရမယ်ဆိုရင်ဒီများနဲ့ဗီဒီယိုပြောင်းလဲမယ်ဆိုရင်ကိုယ်တိုင်ပြောင်းလဲရမယ်ကိုယ်တိုင် lifestyle identity ကိုပြောင်းလဲရမယ်ကိုယ်တိုင်အတွေးအသစ်တွေအမြင်အသစ်တွေကိုပြောင်းရမယ်ကိုယ်တိုင်သူများနဲ့မတူညီအောင်ပြုမှုနေထိုင်ရမယ်အဲ့တော့လူတွေနဲ့ different ဖြစ်ချင်လူတွေနဲ့မတူညီရင်ကိုကြိုးစားရမယ်အနာဂတ်မှာအသက်20ကျော်25 26လောက်မှာမတူညီတဲ့သူတယောက်ဖြစ်ချင်အခုချိန်မှာကြိုးစားပါ
အခုချိန်မှာအနာဂတ်မှာကောင်းမွန်အောင်လုပ်ဖို့ပို့ပြီးတော့ကြိုးစားပါပို့ပြီးတော့လေ့လာပါဝါသနာပါတဲ့တစ်ခုခုကိုလေ့လာပါကျွန်တော်ကိုယ်တိုင်ဒီလဲဓာတ်တွေကိုအရင်တော့မလေ့လာခဲ့လို့ကျွန်တော်နောက်ထားရခဲ့ပြီးရဲ့အချိန်တွေရှိတယ်ဆိုတော့ကျွန်တော်တစ်ခါတလေကျွန်တော်မှမုန်းခံရမယ်မုန်းခံမှလည်းနာကျင်မှုဆိုတာဖြစ်လာမှာအဲ့နာကျင်မှုရှိမှာပဲကျွန်တော်တို့ကိုယ်တိုင်ပို့ပြီးတော့ကြိုးစားခြင်းစိတ်သူတယောက်ဖြစ်လာမှာဖြစ်တယ်ဘဝမှာတော့အမြဲတမ်းတော့ကောင်းမွန်နေမှာတော့မဟုတ်ဘူးတစ်ခါတလေတော့လူမုန်းခံမယ်တစ်ခါတလေတော့လူဆဲခံရမယ်တစ်ခါလေကြာရင်လည်းပတ်ဝန်းကျင်ကပေးတဲ့စိတ်ဓာတ်ရာတွေတစ်ခါလေကြာရင်လည်းကိုယ်တိုင်ကနေပြန်ပြီးတော့ပေးတဲ့စိတ်ဓာတ်ရာတွေရှိမယ်သူများတွေကပေးတဲ့စိတ်ဓာတ်ရာတွေရှိမယ်ဒါတွေကိုကျွန်တော်တို့ကြော်လွှားမှကောင်းမွန်တဲ့အနာဂတ်တစ်ခုကောင်းမွန်တဲ့ဘဝတစ်ခုကျွန်တော်တို့မှသူများနဲ့မတူညီအောင်ရလာမှာပါဒီချိန်ဒီဗီဒီယိုကိုကြည့်နေတယ်ဆိုရင်တော့ကျွန်တော်ကျေးဇူးတင်တယ်လို့ပဲပြောပြရစီကျွန်တော်ပြီးတော့တောင်းဆိုစရာတစ်ခုလည်းရှိပါတယ်ဒီဗီဒီယိုကကိုယ်နဲ့သက်ဆိုင်နေဆိုရင်ကိုယ့်ရဲ့ညီကိုမောင်နှမတွေနဲ့မှသက်ဆိုင်နေဆိုရင်ကိုယ့်ရဲ့တကယ်ချင်းနဲ့အပေါင်းအသင်းတွေနဲ့မှလည်းဒီလိုမျိုးကြုံနေရတဲ့သူတွေခံစားနေရတဲ့သူရှိရင်ဒီဗီဒီယိုကိုပြန်ပြီးတော့ share လုပ်တော့ပြီးလို့ရတယ် channel ကို like and subscribe မလုပ်ရသေးဘူးဆိုရင်လည်းလုပ်ခဲ့လို့ရပါတယ်ဒီဗီဒီယိုမှာခံစားနေရတဲ့ကြုံတွေ့ခဲ့ရတဲ့အခက်အခဲတွေခုနကကျွန်တော်ပြောခဲ့သလိုမျိုးလုပ်ငန်းခွင်မှာဖြစ်ဖြစ်အပေါင်းအသင်းတွေမှာဖြစ်ဖြစ်ဒီဘဆွေမျိုးအတိုင်းဝိုင်းကြမှာဖြစ်ဖြစ်ကြုံတွေ့နေရတဲ့အခက်အခဲတွေနာကျင်စရာတွေဒါတွေရှိရင်လည်းကိုမမှာဝင်ရေးသွားလို့ရပါတယ်ဆိုတော့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်